မင်္ဂလာပါကလေးတို့ရေဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့မြင်းငပြင်းလေးကိုပညာပေးတဲ့အကြောင်းလေးဖြစ်ပါတယ်နော်နောက်ထပ်သောပုံမြင်လေးတွေနားထောင်နိုင်မှုအတွက် subscribe ရေးလုပ်ထားလို့ရပါတယ်နော်တခါတုန်းကပေါ့ကွယ်တောင်တန်းလေးတွေနဲ့လေကွင်းစင်းစင်းတွေဝိုင်းရံထားတဲ့အေးချမ်းလာအရွာလေးတွေမှာကုန်းတန်းကြီးတူရှိတယ်တဲ့အဲ့ဒီရွာလေးကလူတွေဟာအလုတ်ကြိုးစားကြပြီးရိုးရိုးသားသားနဲ့ရှာဖွေစားတော့ကြတာပေါ့ကွယ်ကုန်းတန်းကြီးကလည်းအလုတ်ကြိုးစားပြီးစိတ်ကောင်းရှိသူတယောက်ဖြစ်တယ်နေ့တိုင်းမနက်စောစောထပြီးဈေးကိုသွားကုန်ပစ္စည်းတွေကိုရောင်းချပြီးလောက်ကင်စားတော့ရတာပေါ့သူ့မှာငငယ်လေးကလေးကဝယ်မွေးထားတဲ့မြင်းတကောင်ရှိတယ်အဲ့ဒီမြင်းကကိုလုံးကောင်းကောင်းနဲ့ကြည့်ရင်တန်မာချောမောတဲ့မြင်းတကောင်ပုံစံပေါ့ကုံတဲ့ကြီးကလည်းသူ့မြင်းကိုအယမ်းကယူးဆိုင်ပြီးတိတ်ချစ်တာအစာကိုအချိန်မှန်ကျွေးရေကိုလုံလောက်အောင်တိုက်ပြီးတင်းယူတရနဲ့မွေးမြူထားတာပေါ့လူတွေကတော့ဒီမြင်းကကန်ကောင်းတဲ့မြင်းပဲလို့တောင်ပြောကြတယ်တဲ့ဒါပေမဲ့အဲ့ဒီမြင်းမှာအားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အပြင်းထူတာမြင်းကအလုတ်လုတ်ရတာကိုမကြိုက်ဘူးတဲ့နေပူလာရင်လည်းအလုတ်မလုတ်ချင်တော့ဘူးအရေးထဲမှာပဲအစာလေးစားလိုက်ခုံပေါက်ဆော်ကစားလိုက်နဲ့နေရတာကိုပဲသဘောကျတာကုံအိတ်ဒီကိုကြောပေါ်တင်ရင်အော်ဟစ်ပြီးမသွားချင်မလာချင်နဲ့လုတ်တတ်တယ်ဒါပေမဲ့ကုံသေးကြီးကသဘောကောင်းပြီးပညာရှိသူပြီးချောမော့ပြီးလုတ်ခိုင်းလိရှိတာပေါ့နေ့စဉ်မနေ့တိုင်းကုံသေးကြီးဟာမြင်းကြောပေါ်ကိုကုံအိတ်တွေတင်ပြီးဈေးကိုတွားရတဲ့အခါတော်လန်းတောင်လန်းမြစ်ချောင်းတွေကိုပါဖြတ်သွားရလိရှိတာဒီနေ့မှာတော့ဈေးထဲမှာကုံသေးကြီးရဲ့မိတ်ဆွေတယောက်ကဒီနေ့စားစီအញ្ញမ်းကောင်းတယ်များများယူသွားရင်အမျက်ကောင်းမယ်လို့ပြောတော့ကုံသေးကြီးလည်းဝမ်းသာသွားပြီးအိမ်ပြန်ရောက်တဲ့အခါမြင်းကြောပေါ်ကိုစားအိတ်တွေတင်ကဈေးကိုတွားရောင်းတာပေါ့ကုံသေးကြီးဟာစားရီရောင်းကောင်းလို့ငွေတွေအများကြီးရတယ်တဲ့အဲ့ဒီနေ့ကစပြီးကုံသေးကြီးကစားရောင်းတာအမျက်ကောင်းတယ်ဆိုပြီးနေ့တိုင်းလို့စားအိတ်တွေများများတည်ယူပြီးဈေးကိုနေ့တိုင်းတွားရောင်းနေတော့တာပေါ့တနေ့မှာတော့ချောင်းတစ်ခုကိုဖြတ်ရင်းမြင်းကရေထဲမှာချော်လဲသွားတယ်တဲ့ကုံသေးကြီးကအရန်စိုးရင်ပြီးမြင်းကိုအမြန်ထုပေးလိုက်တယ်မြစ်ကနေကုန်းပေါ်ရောက်လာချင်းမှာတော့ထူးဆန်းတာတစ်ခုဖြစ်သွားတယ်မြင်းကြောပေါ်ကစားအိတ်တွေကအရန်ပေါ်သွားတယ်ဒါကိုမြင်းကခံစားမိပြီးဟာမြစ်ထဲမှာလဲလိုက်ရင်ကုံတွေပေါ့သွားတာပဲလို့ထင်သွားတယ်တဲ့တကယ်တော့စားတွေကရေနဲ့ထိလို့အည်ပျော်သွားတာလေကုံသေးကြီးကတော့စားတွေအည်ပျော်သွားတာကြောင့်စိတ်မကောင်းဖြစ်ပြီးအိမ်ကိုပြန်လာရတော့တာပေါ့ဒါပေမဲ့မြင်းငပြင်းကတော့အယမ်းပျော်နေရဲ့တဲ့နောက်နေ့တွေမှာချောင်းကိုရောက်တာနဲ့မြင်းကမတော်တဆလိုနဲ့ချော်လဲချင်အောင်ဆောင်းတက်လာတယ်မြင်းရဲ့စိတ်ထဲမှာတော့ဒီလိုလုပ်ရင်ကုံတွေထမ်းရတာပို့သွားမယ်လို့ထင်နေတာပေါ့ဒါပေမဲ့ကုံသေးကြီးကပညာရှိသူဖြစ်လို့မြင်းရဲ့အကြံကိုနောက်ဆုံးတော့တိသွားလေနောက်ကနေ့မှာကုံသေးကြီးကစားရီမတင်တော့ပဲဂွန်းအိတ်တွေကိုမြင်းကြောပေါ်တင်လိုက်တယ်ဂွန်းကချုပ်နေတဲ့အချိန်မှာပေါ့တော့မြင်းကဝမ်းသာသွားတယ်ဒီနေ့ကအယုတ်လွယ်လွယ်နဲ့ပြီးသွားမယ်လို့မြင်းကထင်သွားတာပေါ့ချောင်းကိုရောက်တော့မြင်းကပုံမှန်အတိုင်းချော်လဲလိုက်တယ်အဲ့ဒီအချိန်မှာပဲဂွန်းအိတ်တွေကရေနဲ့စို့သွားပြီးပိုပြီးလေးလာကမြင်းကထောက်လို့မရတော့ဘူးအရန်ပင်ပန်ပြီးကြောက်လန့်သွားတယ်အဲ့ဒီအချိန်ကျမှမြင်းကအလုတ်ကိုပြင်းကြီးတွေလူချင်းဟာကောင်းကျိုးမရှိပဲစိုးကျိုးတွေပဲဖြစ်လာပါလားဆိုတာနားလည်သွားတယ်တဲ့ကုံစဲကြီးကမြင်းကိုထူပြီးအေးစီစီပြောပြတယ်မြင်းကလည်းစိတ်ထဲကနေနောင်တရပြီးအလုတ်ကိုမပြင်းမရလုံးမယ်လို့ဆုံးဖြတ်လိုက်တယ်တဲ့အဲ့ဒီနေ့ကစပြီးမြင်းငပြင်းကပြင်းကြီးချင်းမရှိတော့ပဲအလုတ်ကိုစူးစားလုပ်တဲ့မြင်းကောက်တကောင်ဖြစ်သွားတာပေါ့ကွယ်ပုံမြင်ထဲကလိုပဲပေါ့ကလေးတို့ရေဘဝမှာအလုတ်တစ်ခုကိုမလုတ်ချင်နဲ့ပြင်းရပြီးလုတ်ချင်ဟာကိုယ့်အတွက်လည်းကောင်းကျိုးမရှိနိုင်တယ်လို့ပညာပြသူမဲ့တွေ့ရင်လည်းဒုက္ခများစွာပိုခံစားရတာပေါ့ကွယ်